မိချောင်းတီတကောင်ဟာအမြဲတမ်းစာချထွက်လေးရှိပြီးသူ့စာချထွက်တဲ့မြက်ကန်းနာကရေတပန်းပင်ပေါ်မှာမြောက်တကောင်နဲ့မိတ်ဆွေဖြစ်နေကြတဲ့မြောက်ဟာအစာချပြီးမြက်ကန်းနာမှာအနားယူလေးရှိတဲ့မိချောင်းကိုသူ့နေထိုင်ရာတပန်းပင်ပေါ်ကတပန်းသီးတွေကိုမိချောင်းအတွက်ခိုးပြီးချွေချပေးလေးရှိတဲ့မြောက်ချွေချပေးတဲ့တပန်းသီးတွေကိုမိချောင်းကကြောပေါ်တင်သွားပြီးသူ့ရဲ့မယားဖြစ်သူမိချောင်းမကိုကျွေးလေးရှိတယ်။မိချောင်းမဟာတပန်းသီးတွေကိုစားရတိုင်းချိုလိုက်တာဆိုပြီးအမြဲချီးကျူးလေးရှိပါတယ်။ဒီနေ့မှာတော့မိချောင်းမဟာမိချောင်းတီကိုပြောပါတယ်။ ရှင်ယူလာတဲ့တဖန်းသီးတွေကချိုလိုက်တာနော်ဒါပေမဲ့ဒါလေးတွေကိုစားရတာနဲ့တယ်မတင်းတိမ်နိုင်ဘူးတဖန်းမင်ဘောကတဖန်းသီးတွေကိုနေတိုင်းစားနေတဲ့မြောက်ရဲ့အသေးကပိုးတောင်ချိုအောင်မှာကျုပ်ကိုတဖန်းပင်ဘောကမြောက်အသေးစားရအောင်ယူလာခဲ့ပေးပါလားဆိုပြီးမြောက်သားစားဖို့ပူစားပါတော့တယ်မိချောင်းထီကမြောက်နဲ့မိတ်ဆွေဖြစ်နေတာမို့မြောက်ကိုမစားစေချင်ပေမဲ့မိချောင်းမကမကြခဏပူစားလေးရှိတာမို့နောက်ဆုံးမှာတော့မငင်းရက်ပဲမြောက်ရဲ့အသေးကိုယူလာပေးမယ်လို့ဂရီပေးခဲ့ရပါတယ်ဒီလိုနဲ့ပုံမှန်လိုမိချောင်းကအစာချထွက်ရင်မြေကမ်းနားမှာအနားယူရင်မြောက်ကိုဘလို့လိန်ခေါ်ရမလဲစဉ်းစားပါတယ်မိချောင်းကမြောက်ကိုစကားပြောလိုက်ပါတယ်ကိုမြောက်ရီမင်းပေးတဲ့တဖန်းသီးတွေကိုစားပြီးမိချောင်းမကမင်းကိုတွေ့ကြလို့အိမ်နဲ့လိုက်ခဲ့ပါလို့မှားလိုက်တယ်အဲ့ဒါမင်းငါကြောပေါ်ကနေပြီးအိမ်နဲ့လိုက်ခဲ့ပါအောင်လို့မေးလိုက်တယ်မြောက်ကခင်မင်ရင်းဆွဲရှိသူမှုရုံမာတဲ့အကြံကိုမယိမ့်မိပဲပြန်ဖြေလိုက်တယ်အော်မိချောင်းရဲ့အိမ်ကရေလေကောင်းပါလားကျုပ်ကရေမကူးတဲ့တော့ရေလေးပြုတ်ကြမှာတော့ကြောက်တပြားအကြံရှိတဲ့မိချောင်းတီဟာစိတ်မပူနဲ့အဆွေမြောက်ရဲ့ကျုပ်ကြောပေါ်ကနေသာလိုက်ခဲ့ပါခမည်းရေလေးပြုတ်မကြအောင်ကျုပ်ထိမ့်ပေးထားပါမယ်လို့အမခံလိုက်ပါတယ်ယုံကြည်သွားတဲ့မြောက်ဟာမိချောင်းမစီလိုက်ဖို့သဘောတူလိုက်တဲ့အဲ့ဒီလိုနဲ့မိချောင်းကြောပေါ်မှာမြောက်ဟာလိုက်ပါလာရင်ရေလေကောင်ရောက်လာပါတော့တယ်မြောက်ဟာမတင်ငါတာကြောင့်မိချောင်းထီကိုလှည့်ပတ်မေးရင်ရေလေကောင်အရောက်မှာမိချောင်းထီစီကနေစကားနှိုက်လို့ရသွားပါတယ်ဟုတ်တဲ့အဆွေမြောက်ကြီးကျွန်တော်မိမမိချောင်းမဟာကိုဝင်ဆောင်မှုသူကအဆွေမြောက်ရဲ့အသေးကိုစားကျင်စိတ်ဖြစ်နေတာမို့မငင်းရတာကြောင့်ခမည်းကိုခေါ်လာခဲ့ရတာပဲလို့ရေလေကောင်အရောက်မှာပြန်မပြေးနိုင်တော့ဘူးအထင်နဲ့ဝန်ခံလိုက်ရပါတဲ့အဲ့ဒီခါမှာမြောက်ဟာအကြံထုတ်ပြီးချက်ချင်းပဲမိချောင်းကိုပြုံးရွှင်စွာပြန်ပြောလိုက်တယ်အော်အဆွေမြောက်ရဲ့မိတ်ဆွေတွေချင်းပဲအစောကြီးကတည်းကအခုလိုပုံမလင်းလင်းပြောခဲ့ရင်ရတာနဲ့ကျုပ်သေးကိုစားခြင်းရင်ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာခုတော့ရေလေကောင်ရောက်မှပြောရတယ်တဖန်းပင်ရှိရပြန်လှည့်မှရတော့မယ်ကျုပ်အသေးကိုကျုပ်ကရေတဖန်းပင်ပေါ်မှာချိတ်ခဲ့တာဗျလာခုပဲတဖန်းပင်ပေါ်ကိုအသေးကိုပြန်သွားယူရအောင်မြောက်ရဲ့စကားကိုအကြားမှာတုံးအားတဲ့မိချောင်းတီဟာတကယ်လားအဲ့လိုမြန်သိရင်ကျုပ်အစောကြီးကပြောပါတယ်ဗျာအခုဘယ်လိုလုပ်မလို့မေးပါတယ်အကြံပိုင်းနဲ့မြောက်ဟာဘယ်လိုလုပ်မလို့တဖန်းပင်ရှိရပြန်လှည့်ပေးပါပြို့ကျုပ်ကိုစောစောကပြောရင်ကျုပ်အသေးကြီးတက်ခမည်းကိုထည့်ပေးလိုက်တာပေါ့အခုတော့ပြန်လဲယူမှရတော့မယ်လေမြောက်ရဲ့စကားကိုအကြားမှာမိချောင်းတီဟာမြောက်ကိုတဖန်းပင်ရှိရာစီသို့ပြန်ပို့ပေးလိုက်ပါတယ်မြောက်ဟာမိတ်ဆွေကြီးရေခဏလေးစောင့်နော်ကျုပ်အသေးကိုအပင်ပေါ်တက်ယူပြီးပြန်ဆင်းလာခဲ့ပါမယ်လို့ပြောပြီးတဖန်းပင်ပေါ်ပြေးတက်ခါသွားပြီးပြန်ဆင်းမလာတော့ပါဘူးမိချောင်းတီဟာတဖန်းပင်အောက်ကနေပြီးတော့မြောက်ကိုအော်ခေါ်တဲ့အခါအဆွေမြောက်ရေအသေးယူပြီးတော့ပြန်ဆင်းလာခဲ့တော့လေလို့ဆိုတဲ့အခါမြောက်ကပြန်ပြောလိုက်ပါတယ်ဟဲ့မိချောင်းရုပ်နင့်ပေါ်မှာမိတ်ဆွေကောင်အဖြစ်နေခဲ့တဲ့ငါလိုမိတ်ဆွေကိုတော့ရုံမာတဲ့စိတ်ထားနဲ့နင့်လိုမိတ်ဆွေမျိုးကိုငါကအကြံသုံးပြီးကလိန်ကြလိုက်တာဟဲ့ဒီတက်နင့်လိုမိတ်ဆွေယုံမျိုးကိုဘယ်တော့မှအဆက်ဆံမလုပ်တော့ဘူးလို့ပြတ်သားစွာပြန်ပြောလိုက်ပါတော့တယ်ဒီပုံမြင်လေးကနေမိတ်ဆွေကောင်အဖြစ်ကိုကနေပေးပေမဲ့ကို့ပေါ်ပြန်ပြီးမိတ်ဆွေကောင်မဖြစ်နိုင်တဲ့သူမျိုးလဲရှိနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးထားပါတယ်